င်္ဂလာပါမန္တကတိုက်ရိုက်လဲအစီအစဉ်ကနေပြန်လဲကြိုဆိုပါရစေကျွန်မဒီကြောင်တော့ခရပါအခုမြင်တွေ့တဲ့နေရာကတော့လာရှိုမြို့နယ်မှာရှိတဲ့ဘူရာညဈေးပဲဖြစ်ပါတယ်ဒီကိုရရှိလာရတဲ့အကြောင်းရင်းကတော့ဒီလက်ရှိအခြေအနေမှာမြန်မာနိုင်ငံမှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့အနေအထားမှာဒီညတဲ့အကြောင်းမို့လို့လူတိုင်းတွေကဒီကူးစက်မှုနှုန်းများတဲ့အနေအထားကိုလူတိုင်းကတတိထားကြမယ်လို့လည်းမျှော်လင့်ပါတယ်ဒီအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဘူရာဈေးမှာရောဒီကျန်းမာရေးထုတ်ပြန်ချက်အရ COVID-19 ကာကွယ်ရေးအတွက်ဘာတွေတည်ထားလဲဒီကျန်းမာရေးထုတ်ပြန်ချက်အရလိုက်နာမှုရှိမရှိစားတဲ့အချက်တွေကိုကျွန်မကဒီဈေးတယ်တွေနော်ဈေးရောက်တဲ့လူတွေရောကျွန်မကမေးမြန်းပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်မတင်ဆက်နေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အခုကြည့်ရှုနေတဲ့မိဘတူညာလဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့သုံးသပ်ချက်တွေဝေဖန်ချက်တွေကိုလည်းအကြံပြုနိုင်ပါတယ်ဟုတ်ကဲ့ဒါဆိုတော့ဒီဘူဒါညဈေးမှာပေါ့နော်ဘူဒါဖက်မှာပဲညဈေးနေရာလေးဖြစ်ပါတယ်အခုဒီနေရာမှာဆိုရင်ဒီဈေးမှာဆိုရင်ဒီလာရှိုမြို့ထဲမှာဆိုရင်ဒီဈေးညဈေးတွေမှာဆိုရင်ဒါဒီနေရာကလူစီကားလာတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်လက်ရှိအခြေအနေမှာဆိုရင်ဒီ COVID-19 နဲ့ပတ်သက်ပြီးတော့လူတွေလှုပ်ရှားတဲ့အနေအထားတွေကိုဘယ်လိုပုံစံရှိလဲဆိုတာကိုကျွန်မကမေးမြန်းလှုပ်ရှားမှုမှာရောကျွန်မကတွေ့နေရာမှာဆိုရင်လူတို့များအရင်တုန်းကလိုမဲ့လှုပ်ရှားတဲ့ပုံစံမျိုးလည်းဖြစ်နေပါတယ်ဟုတ်ကဲ့ဒီနေရာလေးဆိုရင်ဒီကိုလိုချင်တဲ့ဟင်းသီးဟင်းရွက်တွေလည်းရနိုင်တဲ့နေရာလေးဖြစ်ပါတယ်ပေါ့နော်ဒီအတော်မေးကြည့်ပါပေါ့နော်ဟုတ်ကဲ့မင်္ဂလာတော့ကျွန်မတို့အခြေဆိုင်မန္တကသတင်းဌာနကပါရှင့်ကျွန်မဒီအတော်နေရာလေးနဲ့ဒီဘယ်မှာနေတာလဲဆိုတာလေနာမည်နဲ့တစ်ချက်ပေါ့နော်မိတ်ဆက်ပေးပါရှင့်ဟုတ်ဒီလာရှိုးဘူတာဈေးလေလာရှိုးဘူတာဈေးရက်ကွက်ကိုမှနေတယ်လေဟုတ်ကဲ့အတော်ဈေးနဲ့အခြေအနေမှာကိုဖြစ်တဲ့ကြောင့်မို့လို့ဈေးနဲ့အနေထားဘယ်လိုမျိုးပုံစံရှိလဲရှင့်ဒီလိုပါကောင်းတဲ့ခါကျကောင်းပါတယ်ရမကောင်းတဲ့ခါလည်းရှိရပေါ့ရကောင်းတဲ့ခါလည်းရှိရပေါ့ဟုတ်ကဲ့ဒီအခြေအနေကိုလက်ရှိအချိန်ကဆိုရင်ဒီကိုနာနဲ့ပတ်သက်ပြီးတော့ကူးစက်မှုနှုန်းတွေလည်းတဖြည်းဖြည်းလေးပိုများလာတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီကျန်းမာရေးထုတ်ပြန်ချက်အရာပေါ့နော်ဈေးရောက်ရင်ဘယ်လိုပုံစံနဲ့ရောက်မှာလဲဆိုတာကိုအတော်တည်ထားများရှိလားရှိပါတယ်အဲ့လိုပဲပေါ့မက်လက်တက်ဖို့ရတော့နော်လက်ကလေးတွေပါလေးဆေးဖို့ရတော့ပေါ့အဲ့လိုဟုတ်ကဲ့ဒီအဲ့ဒါနဲ့COVID-19 ကာကွယ်ရေးအတွက်ပေါ့နော်ဆောင်ရမယ့်အချက်တွေရှောင်ရမယ့်အချက်တွေကမှတည်ထားတွေလည်းရှိလဲပေါ့ဟုတ်စောင်းမချက်ကတော့အဲ့လိုလာပြီးတော့ညွန်တာလောက်ပဲသိရပါဟုတ်ကဲ့တော့ဟုတ်ကျေးဇူးတင်ဟုတ်ဟုတ်ကဲ့ဒါကြတော့ဒီCOVID-19 နဲ့ပတ်သက်ပြီးတော့ဒီဈေးတယ်တွေမှာဘာတွေသိထားလဲဆိုတာကိုကျွန်မကမေးမြန်းထားပါပါဒီဘူရာညဈေးတန်းနေမှာဆိုရင်ကိုလိုချင်တဲ့ဟင်းမျိုးစုံပေါ့နော်အသားတွေငါးတွေလဲလက်ဆက်နဲ့ရနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါလေဟုတ်ကဲ့ဒီအခုအချိန်လေးပေါ့နော်ဒီလာချိုမြို့မှာဆိုရင်လူစီကားတဲ့ပုံစံလို့ပြောလို့လည်းရပါတယ်ပေါ့နော်အရင်တုန်းကလူမျိုးကျွန်မမြင်တွေ့ရတဲ့လောက်ဆိုရင်အရင်တုန်းကလူမျိုးပါပဲလူတွေကတွာလာလှုပ်ရှားတဲ့နေရာမှာလဲဆိုရင်အရင်တုန်းကပုံစံအတိုင်းပါပေါ့နော်တချို့နေရာမှာဈေးတယ်တွေမှာဆိုမတ်တက်ထားတဲ့လူတွေတချို့လူတွေကမတ်တွေမတက်ထားတဲ့လူတွေလည်းတွေ့မြင်ရပါတယ်လှုပ်ရှားတဲ့သူတွေမှာလည်းထိုနည်းတူစားပါပဲမတ်တွေတက်ထားတဲ့လူတွေရှိတယ်လို့မတ်တွေမတက်ထားတဲ့လူတွေလည်းတွေ့မြင်ရပါတယ်ဟုတ်ကဲ့ဒီဘူဒါဈေးမှာဆိုရင်ဒီကိုလိုချင်တဲ့အဝတ်အစားတွေလည်းရနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဟ
ဟုတ်ကဲ့လူတော်တော်များကဒီဘူဒါဈေးမှာဆိုရင်ညဈေးအောင်ပေါ့နော်သူများတွေကလာလိုချင်တဲ့ဟင်းဟင်းရွက်တွေအိမ်တုံပစ္စည်းတွေပေါ့နော်စားတောက်တဲ့ကုန်တွေကိုလည်းသူတို့ကဒီနေရာမှာဆိုရင်အစုံရရှိတဲ့နေရာတစ်ခုလည်းပြောလို့ရပါတယ်ဟုတ်ကဲ့ဒီဘူဒါဆေးမှာဆိုရင်တွေ့မြင်ရတဲ့အတိုင်းပါပဲလူတွေလည်းစီကားတဲ့နေရာလည်းဖြစ်တဲ့လက်လူတွေစီကားတဲ့နေရာမှာဆိုရင်ရင်တော့ကပုံစံလိုမျိုးပါပဲစီကားတဲ့အခြေအနေတွေလည်းရှိနေလို့နေပါတယ်ဟုတ်ကဲ့ဒီကြက်ဆေးမှာဘယ်လိုမျိုးဒီ COVID-19 နဲ့ပတ်သက်ပြီးတော့ဘာတွေသိထားလဲဆိုတာကိုကျွန်မကအခုမြင်မြန်ပြသွားမှာဖြစ်ပါတယ်စမာထွေးပါနေလိမ့်စာတော့ရက်ကွက်ကိုနေမြေ6မှာနေ ဒီစင်ပြေတာပေါ့ ဟုတ်ပြေးပါတယ်မှာ ဟုတ်ကဲ့ဒီစက်သားရောင်းတဲ့လူမျိုးပုံစံနဲ့တော့ကြာပြီလားပေါ့ ဘယ်လိုပြောရမလဲ ကြာပြီလားပေါ့ကြောင်း စစ်သားရောက်တာတော့ကြာပြီပေါ့3နှစ်တော့4နှစ်ရောက်ပြီ ဟုတ်ဒီစက်သားဈေးတကောင်းကိုဘယ်လိုရောင်းရလဲဒီ ဒါကြက်ရက်ပေါ့ဒါကြက်ရက်ဒါကြအကောင်လိုက်ဆိုတာ4500တန်း800 5000အဲ့လိုမျိုးရောင်းတယ်ဒါကြချက်နှုတ်တော့စီပီချက်ကိုပြောတာပေါ့စီပီချက်တကောင်လုံး9500 6000အဲ့လိုရောင်းတယ် ဒီလိုမျိုးပုံစံရော ဒီလိုမျိုးဆိုရင်တပေါင်လုံး2500ရောင်းတယ်2000ရောင်းတယ် ဒါလေးမှတ်ကို2500ဘူးဖြတ်ပေးပါညဘယ်လိုရောင်းလဲ ဒီဟာဆိုတော်တော်လုံးဆိုတာ2500ပဲဒီဟာဆိုအသေးပေါ့ဒါဆိုအကြီးပေါ့အဲ့လိုကွာတာပေါ့ ဟုတ်ကဲ့အဲ့ဒါလေးဖြတ်ပေးပါ ခောက်ပေးရမလား ဟုတ်ကဲ့အမဒီလက်ရှိအခြေအနေမှာပေါ့နော်ဒီ COVID-19 လဲဖြစ်ပွားနေတဲ့အနေအထားလဲဖြစ်တဲ့အခါကျတော့ဒီကျန်းမာရေးထုတ်ပြန်ချက်အရာပေါ့နော်ဈေးရောင်းတဲ့အခါမှာရောဘယ်လိုမျိုးပုံစံနဲ့ဈေးရောင်းရမှာလဲဆိုတာကိုရောသိထားတာများရှိလားပေါ့ မတ်အော်ရမယ်ပေါ့နော်လိုက်ဆိုရမယ်3ပေกว่า6ပေกว่าအဲ့လိုမျိုးဝယ်ရမယ်ပေါ့ဟုတ်ကဲ့ရှင်ဒီ COVID-19 ကျူတင်ကကွယ်ရေးအတွက်ပေါ့နော်စောင်းရန်ရှောင်းရန်ဆိုတဲ့အချက်တွေမှာရောသိထားတာများရှိလားပေါ့မတ်ကတော့နေရာကြီးသွားတဲ့အချိန်အုပ်ရမယ်ပေါ့နော်မတ်အပြင်သွားရင်ထွက်ရင်အုပ်မယ်အိမ်ပြန်လာရင်ဆိုရင်လက်ဆေးရမယ်ဒီလိုပေါ့အဲ့လိုလေးပေါ့မတ်မတက်ဖက်နဲ့အပြင်မထွက်ရတင့်ဘူးပေါ့ယောဂဘူး ဟုတ်ကဲ့ဟုတ်ကဲ့အမကျေးဇူးတင်နေပါဒီ1500ပေါ့နော်ဒီစက်သားကိုခဏလာယူလို့ရတယ်နော်ဟုတ်ကဲ့ဒါတော့ဒီလက်ရှိအခြေအနေပါပေါ့နော်ဒီ COVID-19 နဲ့ပတ်သက်ပြီးတော့ဒီဈေးရောက်တဲ့သူတွေမှာရောဈေးဝယ်ဒီဈေးရောက်တဲ့သူတွေဘယ်လိုပုံစံနဲ့ဈေးရောက်တာလဲဒီ COVID-19 အတွက်ကြိုတင်ကောက်ွယ်ရေးအတွက်ဘယ်လိုဘာတွေများသိထားလဲဒီ
လိုက်နာမှုရှိမရှိဆိုတဲ့အချက်ကိုကျွန်မကမေးမြန်းထားတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီအခြေအနေမှာလက်ရှိအခြေအနေမှာဆိုရင်မြန်မာနိုင်ငံမှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့အပိုင်းမှာဒုတိယလှိုင်းမြစ်တက်ကူးစက်တဲ့အပိုင်းမှာဒုတိယလှိုင်းတစ်ခုလို့ကူးစက်မြန်တာကိုလည်းလူတိုင်းကသတိထားကြမိမယ်လို့လည်းထင်ပါတယ်အခုဆိုရင် COVID-19 ကြိုတင်ကာကွယ်ရေးအတွက်ဒီကျန်းမာရေးထုတ်ပြန်ချက်အရဘေးဝဲတဲ့သူတွေမှာဆိုရင်အနည်းဆုံး6ပေအကွာနေပေးရမယ်နေပေးရပါမယ်ပြီးတော့အသားငားတယ်ဆိုရင်လည်းကိုကဝယ်ထားမယ်ဆိုဝယ်ခင်းနေအပြင်ထွက်ဝယ်မယ်ဆိုရင်လည်းဒီလက်အိတ်တွေကိုမဖြစ်မနေစွပ်ပေးရအောင်ပေါ့နော်ဖြစ်လဲဆိုတော့ကိုအသားငားတွေဝယ်တဲ့အခါမှာမမြင်နိုင်တဲ့ပိုးမွားတွေကိုကပ်ပါလာနိုင်တဲ့ကြောင့်မို့လို့ဒီလက်အိတ်တွေကိုတုံးဆောင်တင်တယ်လို့လည်းတုံးဆောင်တင်တယ်လို့ဒီကျမဒီထုတ်ပြန်ချက်အရာထုတ်ပြန်ထားရလည်းရှိပါတယ်နောက်ပြီးတော့ဒီအကယ်၍ကိုမဖြစ်မနေ mask ဒီအပြင်ထွက်မယ်ဆိုရင်လည်း mask တွေကိုတက်ရပါမယ်ဒါမှဒီ COVID-19 တစ်စင်ပေါ့နော်ကူးစက်ပြန်ပွားမှုအခြေအနေမှာကာကွယ်တဲ့အနေအထားဖြစ်တယ်ပေါ့နော်ကိုအိမ်အပြင်ကနေပြန်လာမယ်ဆိုရင်အိမ်ကိုပြန်ရမယ်ဆိုရင်လက်ကိုစက္ကန့်20ပေါ့နော်ကြာအောင်ဆွေကြောပေးရပါမှာဖြစ်ပါတယ်ပေးရမယ်ဖြစ်ပါတယ်နောက်ပြီးဆိုမှဆိုရင်လည်းဟုတ်ကဲ့ဒီလူစုဖြစ်အောင်ပေါ့နော်ဒီအသက်နိုင်ဆုံးဒီအိမ်ထဲမှာပဲနေတဲ့ကာလတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဒီလက်ရှိမြန်မာနိုင်ငံမှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူဆိုရင်ဒီနေ့ဒီဇင်ဘာလ15ရက်နေ့မနက်8:00နာရီအထိပေါ့နော်ဒီပိုးတွေ့လူနာ3299ဦးရှိနေပါပြီသေဆုံးတဲ့သူကတော့300ဒီ32ဦးရှိနေပြီဖြစ်ပါတယ်လက်ရှိဒီလာရှိုမြို့မှာဆိုရင်ဒီမှာဆိုရင်တချို့နေရာမှာစစ်ဆေးမှုတွေပိတ်ဆို့မှုတွေတို့ကဒီCOVID-19 ကြိုတင်ကာကွယ်ရေးအတွက်လှုပ်ဆောင်နေတာအားတွေလည်းတွေ့မြင်ရပါတယ်နောက်ပြီးတော့ညမထွက်ရအမိန့်တွေလည်းထုတ်ပြန်ထားတယ်လည်းတွေ့ရပါတယ်အပြင်ကနေပြန်ဒီလာရှိုမြို့ကိုအပြင်ကနေပြန်လာတဲ့သူတွေမှာလည်း quarantine တခြားမြို့တွေပြန်လာတဲ့သူတွေဆိုမှဆိုရင် quarantine ဝင်ရမယ်ဒီတက်ဆိုင်ရာအုပ်ချုပ်ရေးမှုတွေကိုတိုင်ကြားပြီးတော့ quarantine တွေဝင်ရမယ်အခြေအနေတွေကိုလည်းတွေ့မြင်ရပါတယ်ဟုတ်ကဲ့နောက်ဆုံးတစ်ခုအနေနဲ့ပြောပြချင်တာကဒီလက်ရှိအခြေအနေမှာမြန်မာနိုင်ငံမှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့အပိုင်းမှာမြင့်တက်လာတဲ့အကြောင်းမို့လို့ဒီအသက်ဆိုင်ဆုံးအိမ်ထဲမှာပဲနေကြပါမဖြစ်မနေအပြင်ထွက်မယ်ဆိုရင်အပြင်ထွက်မယ်အင်ရှင်မတွေအတွက်ဆိုရင်mask တွေတက်ဆင်ထားဖို့လဲဖိတ်ခေါ်ပါတယ်ပြောချင်ပါတယ်ဟုတ်ကဲ့ဒီအခုကြည့်ရှုနေတဲ့ဒီပါဗီဒီယိုများပေါ့နော် comment တွေဘာတွေပေးထားလဲဆိုတာကိုကျွန်မအခုတစ်ချက်လေးကြည့်လိုက်ပါမယ်ဟုတ်ကဲ့ဖြစ်နေတဲ့မာနကားရေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တင်ထွန်းဦးရေအခုဒီ line အခြေအနေကြောင့်လည်းဖြစ်တယ်လို့ကျွန်မရဲ့တင်ဆက်မှုအပေါ်မှာလည်းအားနည်းတဲ့အပိုင်းတွေလည်းဖြစ်နိုင်တယ်ဟုတ်ကဲ့အားလုံးအဖတ်တူအဖတ်သားလည်းပြီးကင်းကြပါစေဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်မတ်တက်ထားတဲ့လူတွေလည်းအောက်ထားကြတချို့လူတွေကဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီအခုမြင်တွေ့နေရတဲ့အတိုင်းပါပဲတချို့နေရာမှာဆိုရင်ကျွန်မတွေ့မြင်ရတဲ့လောက်ဆိုရင် mask တွေမတက်ကြတဲ့အနေအထားတွေလည်းပုံများတဲ့အနေအထားတွေလည်းကျွန်မတွေ့မြင်ရပါတယ်ပြီးတော့သွားလာလှုပ်ရှားတဲ့လူတွေလည်းအရင်တုန်းကပုံစံလိုမျိုးပဲပေါ့နော်လူတွေကရော့နေသွားတဲ့အခြေအနေမျိုးလည်းမတွေ့ရပါဘူးဟုတ်ကဲ့အခုလို့အချိန်ပေးပြီးတော့ comment တွေရေးပေးတဲ့သူတွေအားလုံးရောက်တိုင်းစီပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်နောက်အနေနဲ့ဒီ COVID-19 ကြိုတင်ကာကွယ်ရေးအတွက်ကျန်းမာရေးထုတ်ပြန်ချက်အတိုင်းပေါ့နော်လိုက်နာဖို့လည်းတိုက်တွန်းချင်ပါတယ်နောက်မှာလည်းဒီ COVID-19 နဲ့ပတ်သက်ပြီးတော့ဆက်တဲ့သတင်းတွေကိုတင်ဆက်ဖို့ရှိတဲ့အတွက်ကြောင့်မို့လို့စောင့်မျှော်ကြည့်ရှုဖို့လည်းဖိတ်ခေါ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်
ဟုတ်ကဲ့တင်ဆက်ပုံကကောင်းပါတယ်အတန်လေးဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်လဲစူးစမ်းသွားပါမယ်လို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒါကိုပြလုံးနေရတယ်ဘို့